皆さんこんにちはအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုကဘာအကြောင်းပြောချင်တာလဲဆိုရင်အရှိဗီဒီယိုမှာပြောခဲ့တဲ့ပြောဖို့ထားခဲ့တဲ့ iku ဆိုတဲ့စလုံးပေါ့နော်အဲ့အကြောင်းအခုမှအရှိရှင်းပြမယ်လို့ပြောခဲ့တာပါအဲ့တော့ဂျပန်ကစလုံးမှာလွယ်မလို့လို့နဲ့ခတ်တဲ့နှလုံးရှိအဲ့ဒါကဘာလဲဆိုရင် iku နဲ့ kuru သွားသည်ဆိုတဲ့စလုံးနဲ့ kuru လာသည်ဆိုတဲ့စလုံးအဲ့နှစ်ခုကလွယ်မြောင်နဲ့ခတ်တိမ်မြောင်နဲ့နှက်ပေါ့နော်သူ့ရဲ့ direction ကိုကြည့်ပြီးတော့မှတုံးရတဲ့နည်းနည်းထူးခြားတဲ့ verb နှစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ iku ဆိုတာကဘယ်ခါမျိုးမှတုံးလဲဆိုရင်ပုံမှန်တို့တွေချက်ခဲ့တာက iku သွားသည် kuru လာသည်ဒီလိုပဲချက်ခဲ့ကြတယ်ပေါ့နော်တကယ်တော့သူ့ကိုတွဲပြီးသုံးတဲ့တိတ်ဖောင်နဲ့သုံးတဲ့ဟာတွေရှိပါတယ်အဲ့မှာပြောရမယ်ဆိုလို့ရှိရင် iku ကသူကပြောတဲ့သူဘက်ကနေစတင်ပြီးရွေးရှားတယ်ဆိုရင် iku ကိုသုံးတယ်သူ့ရဲ့အသုံးတစ်မျိုးနောက်ထပ်အသုံးတစ်မျိုးကကိုဟာလုပ်ရတစ်ခုအကျင့်တစ်ခုအခုကစပြီးအနာဂတ်ထိလှုပ်သွားမယ်လို့ပြောတယ်ဆိုတဲ့ခါမျိုးမှာလေ verb တဲ့ iku ကိုသုံးတယ်ပေါ့နော် verb တဲ့ဖောင် iku ကိုသုံးတယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်တို့တွေ N5 မှာဆိုလို့ရှိရင်အခန်း23ရဲ့ခိုင်းဝခေါင်းစဉ်နာမည်ကဒိုရတဲ့ ikimasu ကဘလို့သွားရမယ်လို့မပြောဘဲနဲ့ဘလို့လာရမယ်အဲ့ဒီရခိုင်းဝမိနာဆန်တို့မိနာနာငုံကကြည့်ခဲ့တဲ့သူဆိုရင်ပြန်ဖတ်ကြည့်လိုက်ပါအဲ့စကားကိုပြောတဲ့သူကတစ်ဖက်ကဖုံးဆက်တဲ့သူပါဒီစာတိုက်ကိုမှစာကြည့်တိုက်ကိုလာခြင်းတဲ့သူကစာကြည့်တိုက်ကစာတိုက်မှုကိုသူကဖုံးဆက်ပြီးတော့ငါအဲ့ဒီကိုဘလို့လာမှာလဲဗစကားနဲ့ဘလို့လာရမှာလဲလို့ပြောရဆိုတဲ့ခါမှာပြောတဲ့သူဘက်ကစပြီးရွေးရမှာဖြစ်တဲ့အတွက်ဒိုရတဲ့ ikimasu ကလို့သုံးတယ်ပြီးတော့နောက်ထပ်ရှိသေးတယ် N5 မှာပဲပါတယ် reading အပိုက်ကလေးမှာပါတယ်ဘူရာတိလာကြုံမယ်လို့သုံးတယ်အဲ့ဒီမှာဘူရာတိအဲ့တော့လာကြုံမယ်ဆိုတဲ့ဟာကိုမူခိုင်းနီ iku လို့သုံးပါတယ်ဘာဖြစ်လို့အဲ့လိုပြောလဲဆိုရင်ဖုန်းဆက်ပြီးပြောနေတဲ့သူကကိုယ့်ဘက်ကစပြီးတော့မှတွားကြုံဖို့အတွက်ကိုကိုယ့်ရဲ့ point နဲ့စပြီးစမှတ်ကနေထွက်ရမှာဖြစ်တဲ့အတွက် iku လို့သုံးတယ်အဲ့တော့ direction ကစမှတ်တစ်ခုကနေအဝေးကိုရွေ့သွားတယ်ဆိုရင် iku ကိုသုံးတယ်ထားပါတော့ဒီနေ့ကစပြီးတော့ဂျပန်စာကိုလေ့လာသွားမယ်အဲ့ဒါကနံပါတ်2အသုံးပေါ့နော် iku ရဲ့နံပါတ်2အသုံးဒီနေ့ကစပြီးလှုပ်သွားမယ်ဆိုတဲ့ဟာမျိုးမှာလဲ verb တဲ့ iku ကိုသုံးတယ်今日から日本語を勉強していくဒီနေ့ကစပြီးတော့ငါဂျပန်စာကိုလေ့လာသွားမယ်အဲ့လိုမျိုးသုံးတယ်ဒါက iku ရဲ့အပိုင်းနောက်တစ်ခုက kuru kuru ကကြတော့ဗာလဲဆိုလို့ရှိရင် तू ကကြတော့အဝေးကအရာတစ်ခုကစမှတ်တစ်ခုစီကိုဥတည်ပြီးလာတာနော်ပြောတဲ့သူကဒီမှာရှိရဆိုရင်အရာတစ်ခုကဒီပြောတဲ့သူစီကိုရောက်လာတာမျိုးဥပမာကိုကရက်နေတယ်ခွေးတကောင်ကပြေးလာတယ်ပဲဆိုကြပါစို့အဲ့တော့ခွေးတကောင်ကပြေးလာတယ်ဆိုတဲ့ဟာကို hashtag kuru hashiru နော် hashtag kuru ပြေးလာတယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ပြေးလာတယ်ဆိုတဲ့အခါမျိုးမှာခုနကအဝေးကနေပြေးလာတာဖြစ်တဲ့အတွက် kuru ကိုသုံးပါတယ်နောက်တစ်ခု kuru ကိုဘယ်လိုသုံးလဲဆိုရင်အဲ့တော့ငါဟာလွန်ခဲ့တဲ့2နှစ်ခရေကဂျပန်စာကိုလေ့လာခဲ့လိုက်တာဒီနေ့အထိပဲလေးလာသွားမယ်လို့ပြောမှာနော်လေးလာခဲ့လိုက်တာအဲ့တော့အတိတ်ကနေစပြီးဒီနေ့ထိကိုလှုပ်လာခဲ့တယ်ဆိုတဲ့အရာမျိုးမှာ verb တဲ့ kuru ကိုသုံးတယ်နိနမရဲ့ခါရာ日本語を勉強してきましたလွန်ခဲ့တဲ့2နှစ်ခရေကဂျပန်စာကိုလေ့လာခဲ့တာလေ့လာခဲ့လိုက်တာဒီနေ့အထိပဲဆိုတဲ့ဟာမျိုးပေါ့အဲ့တော့မိနာဆန်တို့ကိုပို့ပြီးတော့မှမြင်သာအောင်လေပုံတစ်ကြောင်ဥပမာတစ်ကြောင်ကိုပြောပြရမယ်ဆိုလို့ရှိရင်ဥပမာပါနော်တငယ်ချင်းတယောက်ကပါတီဝဲကိုဖိတ်တယ်ဆိုပါစို့မနေ့ပြန်နေလာမှလားလို့မြင်မယ်ပေါ့နံပါတ် A ပဲဆိုကြပါစို့နံပါတ် A ကနေမှာ明日来るအဲ့တော့ပြောတဲ့သူကသူလာမှာမဟုတ်ဘူးတငယ်ချင်းလာမလားကိုမေးတာဖြစ်တဲ့အတွက်明日来るဆိုပြီးမေးလိုက်မနေ့ပြန်လာမှာလားအဲ့တော့ဒီဘက်ကလူကအေးငါလာမယ်လို့ပြောတယ်ဆိုတော့ကကြိုင်ဒီဘက်ကလူကဘယ်လိုပြန်ပြောမှတင်လဲ行くよလို့ပြောတယ်ငါလာမယ်လေအဲ့တော့ဒီဘက်ကကြတော့သူလာမှာမဟုတ်တငယ်ချင်းကိုမေးတာဖြစ်တဲ့အတွက် point ရဒီဘက်ကလူကိုဦးတည်တာအဲ့တော့明日来るလို့သုံးတယ်မနေ့ပြန်လာမှာလားအဲ့တော့ तू ကကြတော့ तू ကိုယ်တိုင်လာရမှာဖြစ်တဲ့အတွက် point တစ်ခုကနေစရွေးရမှာအဲ့တော့သူ့ဘက်ကကြည့်မယ်ဆိုရင်မဖြစ်မလဲ行くよလာမယ်လေအဲ့လိုဖြစ်မယ်အဲ့ဒါဆိုရင်တော့ဒီ grammar စာကြောင်းတစ်ကြောင်းနဲ့ဆိုရင်မိနာဆန်တို့ iku နဲ့ kuru ရဲ့ direction အသုံးကိုသိမယ်လို့ထင်ပါတယ်အဲ့တော့လွယ်မြောင်နဲ့ခက်တိမ်မြောင်နဲ့နှက်တဲ့ iku kuru အကြောင်းကို sharing လေးလုပ်ပေးလိုက်ပါတယ်အားလုံးပဲအများကြီးကျေးဇူးတင်ပါတယ်တတ်တာပါ